မြေအောက်ယထာဘူတာယုံတိဆောက်ရန်နက်နက်ဆိုင်တူးဖော်နေစဉ်အလုသမားအုပ်စုတစုသည်အနံဆိုးထွက်နေသောထူးဆန်းသောကူတစ်ခုကိုရှာဖွေတွေ့ရှိခဲ့သည့်စုံစမ်းစစ်ဆေးရန်အထဲသို့ဝင်သွားကြသည့်အမိုက်ပုံများစွာကိုကြီးမားသောနေရာတစ်ခုတွင်ဖုံးအုပ်ထားသည်ကိုတွေ့ရှိသောအခါအံ့အားသင့်သွားကြသည်သူတို့ပတ်ပတ်လည်ကိုကြည့်လိုက်သောအခါအေယာမပင့်ကူကြီးတစ်ကောင်ကိုးကြောင်ကိုးဝက်သွားလာနေသည်ကိုမတွေ့ရပါသို့မဟုတ်လှုပ်ဝက်ဆန်းကျဲသောအင်းဆက်တစ်ကောင်သည်သူတို့နောက်သို့လိုက်နေသည်ကိုမတွေ့ရပါနောက်ဘက်တွင်ပို၍ဝေးကွာသွားပါဒီအဖွဲ့သည်ကျုပ်တစ်လုံးကဲ့သို့ထင်ရသောဘောလုံးကြီးတစ်ခုကိုတွေ့ရှိခဲ့ကြသည်သို့သောရင်းတို့သည်ရင်းကိုယရနာတစ်ပါးဟုထင်မြင်ကြသည်ရုတ်တရက်ရင်းတို့သည်အသစ်တစ်ခုကြောင့်အံ့အားသင့်သွားကြသည်ဒါပေမဲ့သူတို့ရဲ့တထေးကသာဆောက်လုပ်ရေးလုပ်ငန်းကိုဘာကနှောင့်နှေးစေလဲဆိုတာလာကြည့်တာကိုသတိထားမိတာတထေးကလုပ်သမားတွေကိုရောင်းနိုင်အောင်ယူသွားဖို့ပြောတဲ့တစ်ချိန်တည်းမှာပဲချီတုံဟာထူးဆန်းတဲ့ကော်တစ်ခုခုကိုနင်းမိပြီးနောက်တယောက်တည်းလမ်းလျှောက်ထွက်သွားခဲ့တဲ့သူ့ရဲ့မိအိမ်ကချို့ယွင်းလာတယ်ပြီးတော့မိအောင်ကတစ်ခုခုကိုနှိုးနေမှန်းမသိပဲပြင်ဖို့စူးစမ်းတဲ့အမိုက်ပုံတွေကတရဝါကြီးတကောင်ထွက်လာတဲ့ချီတုံကအဲ့ဒါကိုမြင်တော့အော်ဟစ်လိုက်တယ်သူ့ဖွဲ့စီပြန်ပြေးပြီးဘလူးအကြောင်းသတိပေးဖို့စူးစမ်းပါတယ်ဒါပေမဲ့သူတို့ပတ်ဝန်းကျင်မှာလှုပ်ရှားနေတာကိုကြားနေရပါပြီးရုတ်တရက်လက်တင်ကောင်တကောင်ကလမ်းလာပြီးအလုသမားတယောက်ကိုခေါ်သွားပါတယ်လူတိုင်းထိတ်လန့်တကြားပြေးကြပါတယ်အမိုက်ပုံတွေကနေလက်တင်ကောင်တွေထက်ထွက်လာတဲ့အခါလူတွေကိုတက်နိုင်သလောက်ဖမ်းမှုပါသူ့အကူကိုလည်းဖမ်းမိသွားတာကိုမြင်တော့ချီတုံငိုပါတယ်တခြားလူတွေကသူ့ကိုဆွဲထုတ်ရပါတယ်အဖွဲ့ဟာလက်တင်ကောင်တကောင်ရဲ့ရှေ့မှာတင်ဂူထဲကနေထွက်လာကြပါတယ်အမိုက်ပုံတွေကိုထိမိပြီးအမိုက်ပုံတွေပြိုကျစေတဲ့မျက်နှာပြင်ပေါ်ကဝင်ပေါက်ကိုပိတ်စေတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးဟာချနဲ့တားဖြစ်သူရှောင်းကြီးယာမြေပြင်ကတန်ချောင်းတွေကိုကောက်ယူနေကြတဲ့သူတို့ရဲ့ထရက်ကားတာယာတွေပျက်စီးလူနီးပါးဖြစ်သွားတဲ့အဲ့ဒီအချိန်မှာငှက်အုပ်တအုပ်ကြောက်လန့်တကြားပြန်သွားကြတာတွေ့လိုက်ရတယ်ပြီးတော့ထရက်ကားတစ်စီးကဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေထွက်ပြေးလာတာကိုမြင်လိုက်ရတယ်နှစ်ယောက်သားလမ်းကနေထွက်သွားပြီးထရက်ကားကတန်ချောင်းတွေကိုဖျက်တိုက်သွားတယ်တုံခါပြီးတစ်တာတွေပြုတ်ကျစေတဲ့ထရက်ကားကမတိလိုက်ပဲထွက်ပြေးသွားတယ်ဒါနဲ့ဟာချာကတစ်တာတစ်လုံးကိုဖွင့်ပြီးဂူရဲကကျုပ်ဦးကိုတွေ့တယ်ငွေကောင်းကောင်းနဲ့ရောင်းနိုင်မယ်လို့ထင်နေတဲ့သူ့ကားထဲထည့်လိုက်တဲ့အိမ်ပြန်လမ်းမှာရှောင်းကျဲကသူ့နားရွက်ကိုခယူးခွန်နဲ့ကတ်ထားတယ်ပြီးတော့တခုခုလှုပ်ရှားနေတာကိုကြားရမှာကြောက်နေတယ်ဒါပေမဲ့ဟူချာကအရာဝတ္ထုတွေကိုစိတ်ကူးရင်နေတယ်လို့ထင်နေတဲ့အမိုက်ပုံးထဲရောက်တဲ့အခါဟီချင်းသူ့အိမ်သားမှာရပ်ထားတဲ့စိန်ခံကားတစ်စီးကိုသတိထားမိပြီးစိတ်ခံစားချက်တွေချက်ချင်းကျဆင်းသွားတယ်ဟူချာကအိမ်ထဲဝင်ခင်သူ့ရဲ့မင်္ဂလာလက်စွပ်ကိုချွတ်လိုက်ပြီးသူ့ဇနီးဟောင်းလီနာကိုတွေးလိုက်တယ်လီနာကသူ့သားဒီလိုညစ်ပတ်တဲ့နေရာမှာနေထိုင်ရတာကိုမပြောဘူးအခြေအနေကိုပိုဆိုးစေတာကသူမရဲ့စိတ်ဆက်ထားသူအစ်စ်ပါလီယန်ကရှောင်းကြည်ရအတွက်အလန်းစားအယုတ်တွေအများကြီးယူလာပေးတဲ့ဟာချမတက်နိုင်ဘူးလီနာကတခြားပြည်နယ်ကိုပြောင်းရွှေ့တော့မယ်လို့ကြေညာပြီးရှောင်းကြည်ရကိုခေါ်သွားတယ်ဒါကြောင့်သူ့မှာပိုကောင်းတဲ့အနာဂတ်ရှိနိုင်ပါတယ်လော်ရန်ကဆယ်ယောက်ကြီးဟာတနေ့မှာသူ့ကုမ္ပဏီကိုလွှဲပြောင်းယူနိုင်တယ်လို့ရှင်းပြပါတယ်ကောင်လေးဟာတနေ့ကုန်အမိုက်ကောက်မနေတင်ဘူးလို့ထောက်ပြပါတယ်သူ့အဖေလိုဒါကအားကြောက်ကိုဒေါသထွက်စေတယ်ပြီးတော့သူကလေရင်ကိုထိုးနှက်ပြီးရံပွဲတစ်ခုဖြစ်ပေါ်စေတယ်လီနာကသူတို့ကိုရက်တန့်ဖို့စူးစမ်းပါတယ်ဒါပေမဲ့ယောက်ျားတွေကသူမကိုလစ်လူရှုပြီးတရိတ်ဆန်တွေလိုတယောက်ကိုတယောက်ကြိုက်ကြတယ်လီနာကဆယ်ယောက်ကြီးနဲ့အတူထွက်သွားတဲ့အထိလာရင်ကရံပွဲကိုရက်တန့်ပြီးအဲ့ဒီညမှာသူတို့နောက်ကိုလိုက်သွားပါတယ်ဟာကြီးရဲ့ဖေဆိုင်ခံ TV ကြည့်ရင်သားဖြစ်သူရဲ့ဒဏ်ရာတွေကိုပြုစုပေးနေပါတယ်သတင်းထောက်တယောက်ကစောက်လုပ်ရေးလုပ်ငန်းခွင်မှာပျောက်ဆုံးနေတဲ့အလုပ်သမားတွေကိုသတင်းယူဖို့စူးစမ်းနေပေမဲ့အပြင်မှာအချက်ပြမှုပြက်နေပါတယ်သူတို့ရဲ့ခွေးကထရက်ကားနီးမှာစိုးရိမ်စိတ်နဲ့စက်ဝိုင်းပုံလျှောက်သွားနေပါတယ်ဦးကဦးပေါက်လာနေပြီဆိုတာသိလိုက်ရတယ်ပြီးတော့အဲ့ဒီဒေတာကတရိတ်ဆန်တွေအားလုံးကိုယူသွတ်စေနေတဲ့ခွေးကဟောင်းနေပြီးဂျွန်အထက်တန်းကျောင်းကသူတို့မှာကျူးကျော်သူတယောက်ရှိနိုင်တယ်လို့ထင်နေတဲ့ဒါနဲ့သူစုံစမ်းစစ်ဆေးဖို့အပြင်ကိုထွက်သွားပါသူကထရက်ကားတုံခါနေပြီးထူးဆန်းတဲ့အရည်တွေပြုတ်ကျနေတာကိုသတိထားမိလိုက်တယ်ဒါနဲ့သူပဒင်းပေါက်ကနေကြည့်လိုက်တော့ကြွက်တဲ့တကောင်ကိုမြင်လိုက်ရတော့အံ့အားသင့်သွားတဲ့ကျန်ဟိုင်းဟာကြောက်လန့်ပြီးသူ့သားကိုပြောပြဖို့အထဲကိုပြန်ပြေးဝင်သွားတယ်ဒါပေမဲ့ဟက်ထွက်လာတဲ့အချိန်မှာတော့ထရက်ကားတစ်ခုလုံးပြက်ကွယ်သွားတဲ့ရုတ်တရက်အရာဝတ္ထုတစ်ခုမြေပြင်ပေါ်ပြုတ်ကျသွားတဲ့လူတွေကမောကြည့်လိုက်တော့ကြက်တက်တွေကထရက်ကားကိုမတင်လိုက်တာကိုတွေးလိုက်ရတယ်ဘလူးကြီးကလူတွေကိုမြင်ပြီးထရက်ကားတဲ့ချက်ချင်းဝင်သွားကောင်လေးတွေတုတ်ပြန်နိုင်ခင်မှာပဲလက်သေးတွေကထပ်ထွက်လာပြီးသူတို့ကိုတိုက်ခိုက်ကြတဲ့ဒါကြောင့်သူတို့အိမ်ထဲပြန်ပြေးဝင်သွားကြတယ်ဟာချအရန်ကြောက်နေတဲ့တကားကိုတော့ခတ်လိုက်တဲ့အခါသူ့အဖေကိုအပြင်မှာထားခဲ့တော့မလို့ပဲအဲ့ဒီအချိန်မှာကားတစ်စီးချင်းကပ်လာတာကိုကြားလိုက်ရတယ်ပြီးတော့လီနာကောင်လေးနဲ့အတူပြန်လာတာကိုမြင်တော့ထိတ်လန့်သွားကြတယ်ရှောင်းကြီးကသူ့အဖေနဲ့ပြန်ဆုံဖို့စူးစမ်းတဲ့အခါလက်သေးတစ်ခုကသူ့ကိုမြ мян ဖမ်းသွားတယ်လီနာကချက်ချင်းပဲသူ့သားရဲ့လက်မောင်းတွေကိုဆွဲထုတ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ဘလူးကြီးကအရန်အားကြီးပြီးလွတ်မပေးပါဘူးကန်ကောင်းထောက်မစွာပဲဟက်ရောက်လာပြီးဓာတ်နဲ့ကြက်တံကိုဖျက်လိုက်ပါတယ်ရှောင်းကြည်ယာကိုလွတ်ပေးလိုက်ပါတယ်မိသားစုဝင်တွေကကြက်တံတွေပေါ်ဓာတ်စီလောင်းချလိုက်ပါတယ်ပြီးတော့မီးချစ်နဲ့မီးရှို့လိုက်ပါတယ်ဘလူးကြီးကနာကျင်စွာအော်ဟစ်ပြီးဖြည်းဖြည်းချင်းတေဆုံးသွားပါတယ်ဟက်ချာကတော့ငွေရှာဖို့အခွင့်အရေးဆုံးရှုံးသွားပြီဆိုတာသဘောပေါက်သွားပါတယ်အိမ်ထဲဝင်လာတဲ့အခါ
အာချာကဒီတတော်ဘလို့ရောက်လာလဲဆိုတာအံ့ဩနေတယ်ပြီးတော့ရှောင်းကျဲကဦးရဲကထွက်လာတယ်လို့ပြောတယ်အဲ့ဒီအချိန်မှာပဲလီယန်ကသူ့ရဲ့ကိုရန်တော်တွေနဲ့ရောက်လာပြီးအားလုံးအဆင်ပြေနေတာကိုတွေးလိုက်တယ်ဒါနဲ့လီနာကသူ့ကိုဖုန်းဆက်ပြီးသူ့ရဲ့စီးပွားရေးအစည်းအဝေးကိုနှောက်ယှက်တဲ့အတွက်ဒေါသထွက်သွားတယ်ဘာမှမဖြစ်သလိုရုတ်တရက်နေရာတစ်ခုလုံးတုန်ခါလာတယ်ပြီးတော့မီးတွေလင်းလက်လာပြီးခြံထဲမှာပိုကြီးတဲ့ဘလူးတကောင်ပေါ်လာတယ်မကြခင်မှာပဲအိမ်ကပြိုလဲသွားတယ်ဘာဖြစ်လို့လဲဆိုတော့စမ်းရည်တွေကအဆောက်အဦတစ်ခုလုံးကိုညှစ်ထားလို့ပါမိုးပြိုကျသွားပါပြီလူသားတွေဟာနောက်ဆုံးတော့မိစ္ဆာရဲ့ကြောက်စရာကောင်းတဲ့မျက်နှာကိုမြင်နိုင်ပါပြီသူတို့နဲ့အတူအိမ်ထဲကိုဝင်ချင်နေပါတယ်ပြီးတော့သတင်းပေါက်တွေကိုဖောက်ထွင်းဝင်ရောက်လာပါတယ်လူတိုင်းထိတ်လန့်သွားကြပါတယ်လီယန်ကသူ့ချစ်သူကိုဂယုမဆိုင်ပဲချက်ချင်းထွက်ပြေးသွားပါတယ်ပြီးတော့ကြောက်လန့်နေတဲ့သူ့ကိုရန်တော်တွေလည်းသူနဲ့အတူထွက်ပြေးသွားပါတယ်မိစ္ဆာကအိမ်ဟောက်ပြီးလူတွေကိုပြစ်ပေါက်ပါတယ်အမိုက်တွေကိုရိုက်ပြီးလီယန်ကိုဆွဲခေါ်သွားပါတယ်သူ့ကိုပြစ်ချခင်တေချာကြည့်လိုက်တယ်ပြီးတော့ထွက်ပြေးဖို့စူးစမ်းနေတဲ့မိသားစုဘက်ကိုလှည့်လိုက်တယ်ဒါပေမဲ့ဂျောင်းဟန်လဲကျသွားပြီးဟတ်ချ်ကသူ့ကိုကူညီဖို့ရက်လိုက်တဲ့ဘလူးကြီးကဆီယယ်ဂျီကိုအခွင့်အရေးယူပြီးဆွဲလိုက်တယ်မိဘနှစ်ပါးစလုံးကိုတွန်းထုတ်လိုက်တဲ့ဆီယယ်ဂျီကိုနမ်းပြီးတဲ့နောက်ဘလူးကြီးကမြေကြီးပေါ်ခုန်တက်ပြီးကလေးနဲ့အတူပျောက်ကွယ်သွားတဲ့ဟာကနဲ့လင်နာတို့ထွက်လာတဲ့အပေါက်ထဲကိုကြည့်ဖို့ပြေးသွားကြတယ်ဒါပေမဲ့တနည်းနည်းနဲ့ပိတ်သွားတယ်လိုင်းကအံ့အားသင့်သွားတယ်ဟတ်ချာကသူ့ရဲ့ဗလာလက်နဲ့မြေကြီးတူးဖို့စူးစမ်းနေချိန်မှာနောက်ဆုံးတော့သူလက်လျှော့ပြီးလင်းနာကိုနှစ်သိမ့်ဖို့စူးစမ်းပါတယ်သူမှစိတ်ကြယောဂခံစားနေရတဲ့အချိန်မှာဟတ်ချာကသူ့ကိုပါရိုက်ပြီးတွန်းထုတ်လိုက်ပါတယ် TV မှာသူတို့နှစ်ယောက်ဟာဘလူးတကောင်လွတ်နေနိုင်နေဆိုတဲ့အကြောင်းကိုဆက်ပြောနေကြပါတယ်ဒါကြောင့်လိုင်းနာကဒေါသအကြီးနဲ့ပိတ်လိုက်ပါတယ်မိနစ်အနည်းငယ်အကြာမှာသူတို့ရဲ့ဝမ်းနည်းပူဆွေးမှုကိုရေနေစီဝပေရပါမောက်ခလောဂျိုင်ယန်နဲ့သူ့ရဲ့လက်ထောက်လေးတို့ကနှောက်ယှက်လိုက်ပါတယ်အထူးကရိယာတစ်ခုနဲ့မိစ္ဆာကိုခြေရာခံနေသူတွေကစိတ်လှုပ်ရှားစွာနဲ့မေးခွန်းတွေအများကြီးမေးပြီးနောက်ပါမောက္ခကသူဟာကျုံးရဲ့တငယ်ချင်းဟောင်းတစ်ယောက်ဖြစ်ကြောင်းဖွင့်ဟခဲ့ပါတယ်ခဲ့ပြီးတော့လူကြားကကြွက်တံကိုတေချာကြည့်လိုက်ပါတယ်ပြီးတော့သူတို့ဟာကူရဲကမိစ္ဆာရဲ့သားစဉ်မြေးဆက်ကိုတတ်ခဲ့တယ်လို့ရှင်းပြပါတယ်သူ့ကိုရှာဖို့လာတော့စီရဲ့ရဲ့အနံ့ကိုရပြီးကလေးလိုထင်ခဲ့ပါတယ်ဒါကကောင်လေးအသက်ရှင်နေသေးပုံရပါတယ်တစ်ချိန်တည်းမှာပဲစီယောကြားကအမိုက်ကူထဲမှာနိုးလာခဲ့ပါတယ်သူမျက်နှာပေါ်ကြတော့မဲ့အေယာမပင်ကူကြီးတကောင်ကိုတွန်းထုတ်ဖို့အချိန်မီပဲသူမိဘတွေကိုခေါ်နေတုံးထူးဆန်းတဲ့အင်းဆက်အုပ်စုတစုကသူ့ကောင်းသားကိုပြန်တန်းလာတယ်ပြီးတော့ဘလူးကြီးပေါ်လာတယ်ပြီးတော့စီယိုဂျီယာကကြောက်လန့်တကြားနောက်ဆုတ်သွားတယ်ဒါနဲ့ဘလူးကြီးကအပြုံးတစ်ခုပေါ်လာအောင်မျက်နှာအခွန်ကိုဖွင့်လိုက်တယ်ပြီးတော့ကလေးကိုငြိမ်အောင်လျက်လိုက်တဲ့စီယိုဂျီယာကကြောက်နေတုံးပဲလျက်တာကိုမုန်းတီးနေသေးတာကြောင့်ဘလူးကြီးကစိတ်ပြက်လက်ပြက်ဟောင်းလိုက်တယ်အဲ့ဒီအချိန်မှာသူတို့ဟာဂီတတန်တချို့ကိုကြားလိုက်ရပြီးရှုပ်ထွေးစွာပက်ပက်လေးကိုကြည့်နေကြရတာကတားရဲရဲ့ဘိုက်ထဲကထွက်လာမှန်းသဘောပေါက်သွားတဲ့အထိပေါ်သားရဲကနာကျင်စွာအော်ဟစ်ပြီးလဲကျသွားခဲ့တဲ့ရှောင်းချီယာကရှုပ်ထွေးစွာကြည့်နေတုန်းပြီးတော့ဘလူးကြီးကအမိုက်ပုံးနောက်မှာပုံဖို့ပြေးသွားတယ်ပြီးတော့စက်ကိုထွေးထုတ်ဖို့စူးစမ်းတဲ့အချိန်นี้ပဲရှောင်းကြီးကထွက်ပြေးဖို့ခွင့်ရေးကိုအသုံးချရတာပေမဲ့သူထွက်ပေါက်ရှာမတွေ့ဘူးအမိုက်ပုံးထဲမှာရေဒီယိုတစ်လုံးရှိတဲ့ရှောင်းကြီးလည်းစူးစမ်းတယ်ဒါပေမဲ့အလုံးမလုံးဘူးဘလူးကြီးရဲ့ဝေဒနာကိုအော်ဟစ်တန်ကြတော့ဆေယိုကြီးစိတ်မကောင်းဖြစ်သွားတယ်ပြီးတော့သူကအကူညီဖို့ကမ်းလှမ်းတယ်ဘလူးကြီးရဲ့ပါဇက်ထဲကဝါယာကြိုးတွေထွက်နေတဲ့ဒါနဲ့ဆေယိုကြီးကဆွဲထုတ်လိုက်တယ်ဘလူးကြီးရဲ့ခန္ဓာကိုယ်ထဲကနေစက်ကိုထုတ်နိုင်တဲ့အထိချက်ချင်းပဲတက်တာသွားတယ်ဘလူးကြီးကဆေယိုကြီးကိုသူ့အသက်ကိုကယ်တင်ပေးလို့ကျေးဇူးတင်ကြောင်းပြောဖို့ဆွဲလိုက်တယ်ပြီးတော့သူ့ကိုပြန်ချလိုက်တဲ့အမိုက်ပုံပေါ်လဲကျပြီးအိမ်နိုင်သွားတယ်အမိုက်ပုံးမာလို့ကြားကမိသားစုကိုသူတို့ရဲ့သားကိုစွန့်လွတ်တင်တယ်လို့ပြောပါတယ်ဒါပေမဲ့ကျန်ထဲကပေါမောက်ခကိုသူ့ကိုပေးဆက်ရမယ့်အရာတစ်ခုအကြောင်းသတိပေးပါတယ်သူအလုပ်လုပ်ခဲ့တဲ့စက်ရုံကိုတရားစွဲဆိုတဲ့အခါသူ့ဘဝကိုဖျက်ဆီးမိပြီးနောက်ကျန်ထားအလုပ်ပြုတ်သွားအောင်လုပ်မိပြီးနောက်အပြစ်ရှိတယ်လို့ခန်းစားရခြင်းလောင်ကြားကမိသားစုကိုသူ့ရဲ့တခွဲခန်းကိုခေါ်သွားပါတယ်အဲ့ဒီမှာသူလေးလာနေတဲ့ဘလူးတွေအားလုံးရဲ့ကြောက်စရာကောင်းတဲ့ရုပ်တုတွေကိုတင်စီထားပါတယ်ခရယောက်ဂျိုက်ကိုကဲတင်ဖို့တခုလေးသောနီလန်းကဘလူးကိုအိပ်ပျော်စေဖို့ပါပဲစိတ်ငြိမ်စေးတွေနဲ့စင်ထက်ကြီးတဲ့တိရစ္ဆာန်တွေကိုလဲကျအောင်လုပ်နိုင်လောက်အောင်အစွမ်းထက်တယ်လို့ကြားကလည်းထုတ်ဖော်ပြောကြားရမှာသူကဘလူးကိုတတ်နိုင်တဲ့ဓာတုပစ္စည်းတစ်ခုကိုတီထွင်ခဲ့တယ်ဒါပေမဲ့ဘလူးကလုံးဝဆိုးရွားတဲ့တတော်ဝါမဟုတ်ရင်မသုံးသင့်ဘူးလားကြောင့်နောက်ဆုံးနီလန်းပဲခြာတုံးကသူဆုံးရှုံးခဲ့ရတဲ့တငယ်ချင်းတွေအားလုံးအကြောင်းမတွေးပဲမနေနိုင်ဘူးပြီးတော့သူ့ရဲ့လက်စားချေမှုကိုစီစဉ်နေတဲ့ကူထဲမှာစိတ်ရကြီးကဘလူးအမိုက်စားတာကိုကြည့်နေတယ်ပြီးတော့ပိုကောင်းတဲ့အစားအစာကိုရှာဖွေဖို့ကြိုးစားတယ်ဒါပေမဲ့စားလို့ရတဲ့ဘာမှမရှိဘူးတတဝါလေးကကောင်လေးနဲ့အမိုက်တွေမျှဝေဖို့စူးစမ်းနေတုန်းရှောင်းကျဲကအမိုက်ကိုစားတယ်ဆိုတာသဘောပေါက်သွားတယ်ဘာလို့လဲဆိုတော့အဲ့ဒါကတခုတည်းသောအရာဖြစ်လို့ပဲဘလူးကစားနေချိန်မှာရင်နေတာကိုသတိထားမိတယ်ရှောင်းကျဲကအမိုက်ကိုပါဇက်ထဲပစ်ထည့်ပြီးကျွေးတယ်ကသူတို့ရဲ့ကစားနေလေးဖြစ်လာတဲ့ဘလူးကမကောင်းဆိုးဝါးမဟုတ်ဘူးဆိုတာမြင်တဲ့အခါရှောင်းကျဲကအမိုက်နဲ့ကစားတဲ့အစွမ်းထက်တဲ့ရန်သူတယောက်ကိုအနိုင်ယူနိုင်တဲ့စူပါဟီးရိုးတယောက်လိုဟန်ဆောင်တယ်သားရဲဟာဆန်ရက်ကြီးရဲ့စိတ်ကူးရင်တိုက်ခိုက်မှုအောက်မှာတောင်ကြားရောက်သွားတယ်နောက်တစ်ချိန်ချိန်မှာလိုက်ကစားရတာကိုဝမ်းသာတဲ့ခီယိုဂျီယာကတတဝါရဲ့ဝမ်းပိုက်ပေါ်မှာအိတ်နေတဲ့ထူးဆန်းတဲ့အတန်တစ်ခုကြောင့်နိုးလာတဲ့စုံစမ်းမှုသွားပေမဲ့ရုတ်တရက်သူစိမ့်တယောက်ကဖမ်းသွားတယ်စောက်လို့ရေးလှုပ်သားတယောက်တတဝါကိုတက်ပြီးကောင်လေးကိုကဲတင်ခြင်းနေတဲ့ခီယိုဂျီယာကဘလူးကလူသားတွေကိုမစားလို့ရက်ဖို့ပြောတဲ့အခါလူကသူ့ကိုမှားယွင်းစွာတွေးနေတယ်ပြီးတော့သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေအားလုံးတည်သွားပြီလို့ပြောတယ်
ထို့နောက်အမျိုးသားသည်တိတ်တိတ်လေးတတဝါထံသို့ချင်းကပ်ရန်ကြိုးစားသည်လက်သေးများအားလုံးကိုဂယုတစိုက်ရှောင်တိန်သည်သို့တော်ဘလူးကြီးကသူ့ကိုမြည်တို့ပင်ဖြစ်စီတတိထားမိပြီးနိုးလာကလိုက်ဖမ်းသည်အလုသမားကဆာယုတ်ကြားကိုဖမ်းပြီးထိတ်လန့်တကြားထွက်ပြေးသည်သို့သောသူ၏ကြောင့်ဖျော်ကြားကိုမတော်တဆရေဆိုးတဲ့သို့ပစ်ချလိုက်သည့်တတဝါကနီးကပ်လာနေသည်ထို့ကြောင့်အမျိုးသားသည်ဆာယုတ်ကြားကိုမကူညီဘဲဆက်လက်ထွက်ပြေးသည်အလုသမားကိုတားရဲကချောင်ပိတ်မိနေချိန်မှာဘသူဖြည်းဖြည်းချင်းရင်းနှီးနေလဲရာမပင့်ကူကြီးတကောင်ကသူ့စီကိုနောက်ကနေရွှေရှားလာတဲ့မိစ္ဆာကမြင်ပြီးဒေါသတကြီးဟိန်းဟောက်လိုက်တဲ့ပင့်ကူကထွက်ပြေးသွားပြီးအလုသမားမေ့မျောသွားတယ်ပြီးတော့နောက်ဆုံးစက္ကန့်မှာမိစ္ဆာကသူ့ရဲ့လက်သီးနဲ့ခရီးကြားကိုရေထဲကနေအလွယ်တကူဆွဲထုတ်လိုက်တဲ့သူကသူ့ကိုမြေပြင်ပေါ်ညင်သာစွာချပေးပြီးနှိုးဖို့ကြိုးစားတယ်ဒါပေမဲ့ခရီးကြားကဘာမှမတုံ့ပြန်ပဲမိစ္ဆာကငိုတဲ့အဲ့ဒီအတော်အတွင်းမှာပဲလော်ဂျာဟာမိဘတွေနဲ့အတူဘလူးကိုရှာဖို့ပြင်ဆင်နေပါတယ်ဟက်ချ်ရဲ့ကားထဲမှာစောင့်နေတုန်းလီနာဟာထူးဆန်းတဲ့စေးတလက်နဲ့ဟက်ချ်ရဲ့လက်ထက်လက်စွပ်ပါတဲ့စာရွက်တစ်ရွက်ကိုရှာတွေ့ခဲ့ပါတယ်စာရွက်ပေါ်မှာဟူချာဟာနာတာရှည်ယောဂခံစားနေရတယ်လို့ဖော်ပြထားပါတယ်ဟူချာကသူမနဲ့အတူကားထဲလိုက်လာတဲ့အခါလီနာငိုကြွေးခဲ့ပါတယ်လီနာကသူ့ယောဂအကြောင်းသူမကိုဘာလို့မပြောပြတာလဲလို့မေးပါတယ်ပြီးတော့အဲ့ဒါကြောင့်သူမနဲ့ကွာရှင်းတာလားလို့တွေးနေပါတယ်ဟူချာကသူမကစိတ်ကူးရင်နေတယ်လို့ပြောပါတယ်ပြီးတော့သူ့သားနဲ့အချိန်ဖြုံးဖို့ပဲအာယုံစိုက်ချင်နေတဲ့ကျွန်းအထက်တန်းကျောင်းကစကားဝိုင်းကိုအနှောက်အယှက်ပေးတဲ့သူကစလုပ်ဖို့အချိန်ရောက်ပြီလို့ကြေညာတယ်မိသားစုဥမင်လိုင်ကောင်းကိုရောက်တဲ့အခါလုံသမားအုပ်စုတစုကိုတွေ့လိုက်ရတော့အံ့ဩသွားတဲ့ချီတုံဥဆောင်တဲ့ပောက်ကွဲစီတက်တဲ့ပစ္စည်းတွေတုံးပြီးကူကိုပြန်ဖွင့်နေမိသားစုကိုထွက်သွားဖို့ပြောကြတယ်ဘာလို့လဲဆိုတော့သူတို့ကဘလူးကိုတတ်ဖို့အစိတ်ထုတ်တော့မလို့ပဲတာနဲ့ဟာချာကရက်ဖို့တောင်းပန်တဲ့ရှောင်းကြီးကအသက်ရှင်နေသေးပြီးအစိတ်ကသူ့ကိုလည်းတတ်နိုင်မယ်အငင်းခုံတစ်ခုဖြစ်ပေါ်လာသည်နှင့်အမျှချီတုံကဒင်းတို့သည်ထိုတတဝါကိုအသက်ရှင်ခွင့်မပေးနိုင်တော့ကြောင်းထောက်ပြသည်သို့မဟုတ်မကြာမီမျိုးကိုပါတိုက်ခိုက်လိမ့်မည်ဟာချာကသူ့ကိုစုငေါက်သည်သူ၏အစီအစဉ်သည်အသက်ရှင်ကျန်ရစ်သူများကိုပါတတ်နိုင်သောကြောင်းနှင့်ကြုံဟိုင်သည်ဤအာယုံပြန့်လွင့်မှုကိုအသုံးပြု၍အလုသမား၏တံငွေဆက်ကိုဖျက်ဆီးသည့်လူအုပ်စုကိုတွန်းထုတ်ခြင်းဖြင့်မိသားစုသည်နောက်ဆုံးတွင်ကူထဲသို့ဝင်ရောက်သွားသည့်အမိုက်ပုံများကြားတွင်လှည့်လည်သွားလာနေစဉ်အားလေးသည်သူမ၏ကရိယာကိုအသုံးပြုပြီးအဖွဲ့သည်အင်း၏အချက်ပြမှုကိုလိုက်နာသည်ဟုချသည်ရှောင်းကျဲ၏သောချိတ်ကိုမြေပြင်ပေါ်တွင်ရှာတွေ့ပြီးမျောလင်းချက်ချို့ပြန်လည်ရရှိခဲ့သည်နောက်ဆုံးတွင်သူတို့သည်ရှောင်းကျဲ၏အလောင်းဘေးရှိမိစ္ဆာကိုရှာတွေ့ခဲ့ကြသည်ထို့နောက်အဆိုးဆုံးဟုယူဆကြသည်မိဘများသည်သားဖြစ်သူထံသို့ပြေးသွားလိုကြသည်သို့သောဇောင်းဟိုင်ကတားဆီးလိုက်သည်ထိုမြကြီးမားသောသားရဲကိုတိုက်ခိုက်၍မရကြောင်းထောက်ပြသည်တတဝါကနင်းတို့ကိုကြားနိုင်သည်သို့သောနင်းတို့ကိုလစ်လျူရှုထားသည်ထို့နောက်လောင်ကြသည်စိတ်ငြိမ်စေးကိုမိရှို့လိုက်သည်အဲ့ဒီမိစ္ဆာကသူ့ရဲ့လက်သေးနဲ့အလွယ်တကူပြစ်ပေါက်လိုက်တဲ့အခုဒေါသထွက်နေတဲ့မိစ္ဆာကမျက်နှာဖုံးကိုပြန်ဝတ်လိုက်တဲ့အခါဟိန်းဟောက်လိုက်တဲ့ဟာချာကဒုတိယအကြိမ်ပြစ်ခတ်လိုက်တဲ့လီနာကစေးပလင်းတစ်လုံးကိုဓာတ်ရိုက်ပြစ်ပေါက်လိုက်တဲ့အစပိုင်းမှာတော့မိစ္ဆာကဂယုမဆိုင်ပုံရတဲ့ရှောင်းကြီးကိုပိုလုံကြုံတဲ့နေရာမှာထားဖို့အချိန်ခဏယူရတဲ့လူအုပ်စီချင်းကပ်ခင်ရန်ပွဲစားဖို့အစဉ်အသင့်ဖြစ်နေပေမဲ့နောက်ဆုံးတော့စိတ်ငြိမ်စည်းကစတင်ဝင်ရောက်လာတဲ့မိစ္ဆာကမေလဲသွားတဲ့အခါလဲကျသွားတယ်မိဘများသည်တားဖြစ်သူထံရောက်ရှိရန်အမိုက်ပုံများပေါ်သို့ချက်ချင်းတက်ကြပြီးသူ့နှလုံးခုန်တန်ကိုနားထောင်ကာသူအသက်ရှင်နေသေးကြောင်းအတည်ပြုကြသည့်တစ်ချိန်တည်းမှာပင်လောင်ကြသည်လက်သေးကွန်တစ်ခုမှသွေးနမူနာကိုယူသည့်ဧသည်လုပ်ငန်းစဉ်ကိုမှတ်တမ်းတင်နေသည့်အံအားသင့်စရာကောင်းသည်မှာစိတ်ငြိမ်စေသည်မျှော်လင့်ထားသည့်အတိုင်းအလုံးမလုံးပေသားရဲသည်အလွန်ဆိုးရွားသောစိတ်ခံစားချက်ဖြင့်နိုးထလာသည့်ရှောင်းကြီးကိုလူသားများလက်မှကဲတင်ရန်လှမ်းလိုက်သည်သို့သောအလုသမားများကပြစ်လွတ်လိုက်သောများတစ်ချောင်းကြအောင်ကြီး၏လက်သေးခွန်ကိုရက်တန့်သွားသည့်ဘလူးကြီးကိုတက်ရန်စ조사သောအလုသမားများကဝိုင်းရန်ထားသည်ပိုပြီးဒေါသထွက်လာတဲ့သားရဲကပြင်းပြင်းထန်ထန်တိုက်ခိုက်လာတဲ့လူအနှဲငယ်ကိုလဲကျအောင်ပစ်ချပြီးလက်မလျှော့ဘူးလူသားတွေကချိတ်တွေအများကြီးပစ်ပြီးမြင်မြန်ပြန်တိုက်ခိုက်ကြတဲ့သားရဲကိုဖမ်းဖို့အလုသမားတစ်ယောက်ကမင်းငိမ့်သက်ကရိယာကိုထုတ်ယူပြီးသားရဲရဲ့အလောင်းကိုမိရှို့တယ်ဒါပေမဲ့တန်ကောင်တကောင်ကသူ့ကိုလဲကျစေတဲ့တစ်ချိန်တည်းမှာပဲအလုသမားတချို့ကလောင်ကြီးရဲ့အစိတ်ပါတဲ့အိတ်ကိုရှာတွေ့ပြီးခိုးယူသွားတဲ့လေယောက်ကြာရနဲ့အာလာတို့ကသူတို့ကိုတားဆီးဖို့စ조사ကြတယ်ဒါပေမဲ့သူတို့ကိုတိုက်ခိုက်ဖို့တောင်မနှဲစ조사ရတယ်ချီတုံကပလင်းကိုယူမသွားခင်သူကအစိတ်ကိုတတဝါရဲ့မျက်နှာပေါ်ပစ်ချလိုက်တယ်ဒါကတတဝါကိုနာကျင်စေပေမဲ့တယောင်တော့မလုပ်ရသေးဘူးလူတယောက်ကဒိုင်းနမိုက်တွေအသင့်ပြင်ဖို့စ조사တယ်ဒါနဲ့ဂျန်ဟိုင်းကသူ့ကိုရက်တန့်ဖို့ကင်တွယ်တယ်ပြီးတော့ချီတုံကတတဝါရဲ့ရင်ဘတ်ကိုများကြီးတစ်ချောင်းနဲ့ပစ်လိုက်တယ်အဲ့ဒီအချိန်မှာတတဝါရဲ့တေဆုံးမှုကိုအရှိန်မြင့်ဖို့ရှောင်ကြီးနိုးလာပြီးအလုသမားတွေကတတဝါကိုဓာတုပစ္စည်းတွေပိုပြီးပစ်နေတာကိုမြင်တော့စိတ်ပြတ်သွားတယ်ဒါနဲ့သူတို့ကိုရက်ဖို့အော်ဟစ်လိုက်တယ်သူငိုနေတော့ဘလူးကြီးကကောင်လေးအသက်ရှင်နေတယ်ဆိုတာသဘောပေါက်သွားပြီးသူ့ကိုကာကွယ်ဖို့စန္ဒကနေခွန်အားရသွားတယ်ဒါကြောင့်လူသားအလုံးကိုအမိုက်ပုံတွေပေါ်ပစ်ချပြီးတိုက်ခိုက်နိုင်ပြီးနောက်ဆုံးတော့ဂျန်ကိုတွန်းထုတ်လိုက်တယ်ပြီးတော့ဒိုင်းနမိုက်ကိုပစ်ချခင်မှာမိနိလိုက်တယ်ပြီးတော့အမိုက်တောင်တွေကိုတုံခါစေတဲ့
ပောက်ကွဲမှုငယ်လေးတစ်ခုဖြစ်ပေါ်စေတယ်ပြီးတော့ရှောင်းကြီးလဲကျသွားတဲ့သွေးထွက်နေတဲ့ဘလူးကြီးကကလေးကိုအချိန်မီလှမ်းဖမ်းလိုက်တဲ့မိသားစုကိုကံမကောင်းစွာပဲအံ့အားသင့်စေခဲ့တဲ့ရှောင်းကြ။အရာရဲ့အပေါ်မှာအမိုက်ပုံတစ်ခုပြုတ်ကျတော့မယ်။ဒါနဲ့ဘလူးကြီးကဝင်ပြီးသူ့ကိုကာကွယ်ဖို့ဒိုင်းဖြစ်လှုပ်ဆောင်ပါတဲ့တိုက်ခိုက်မှုတွေကြောင့်ဘလူးကအရန်အားနေနေပြီဖြစ်လို့ပါမိုက်ကဒဏ်ရာတွေကိုပိုဆိုးစေပါတဲ့ရှောင်းကြကသူ့တငယ်ချင်းကိုကူညီဖို့မိဘတွေကိုတောင်းပန်ပါတဲ့လုံသမားတွေကဘလူးကိုဝိုင်းပြီးပြန်တိုက်ခိုက်ကြပါတဲ့သူတို့ကရှောင်းကြရဲ့အော်တန်ကိုလစ်လျူရှုပြီးဘလူးရဲ့ဘိုက်ကိုထိုးဖောက်ပါတဲ့ကောင်လေးကနောက်ဆုံးအကြိမ်ကောင်လေးကိုလှမ်းယူဖို့စူးစမ်းပါတဲ့အဲ့ဒီအချိန်မှာချီတုံကအားကောင်းတဲ့ထိုးချက်တစ်ခုခံလိုက်ရပါတယ်နောက်ဆုံးတော့ချီတုံကလှန်ကိုဖြုတ်လိုက်ပါတယ်ပြီးတော့မိစာရဲ့ခန္ဓာကိုယ်ထဲမှာအမိုက်တွေအားလုံးကိုတွေးလိုက်ရတယ်ဒါပေမဲ့ရုတ်တရက်အလောင်းတွေမရှိဘူးအသက်ရှင်ကျန်ရစ်သူတစုပုံကောင်းရာကနေထွက်လာပြီးရှင်းပြတဲ့လူသားတွေကိုတတ်ခဲ့တာအေယာမပင့်ကူတွေပဲပြီးတော့အေယာမမိစာကသူတို့ကိုအဲ့ဒီကနေပဲကာကွယ်ပေးခဲ့တာတိုက်ခိုက်ခဲ့တဲ့အချိန်တိုင်းကကိုကာကွယ်ဖို့ပဲအလုပ်သမားတွေလက်နက်ချတဲ့အခါချီတုံကမိစာရဲ့ခန္ဓာကိုယ်ကိုကြည့်ပြီးသဘောပေါက်သွားတဲ့တခါတရံမှာသူဟာတကယ်မိစာဖြစ်လာတဲ့ဟတ်ရဲ့အိမ်ကအခြေအနေပိုကောင်းတယ်သူရဲ့စွန်စားခန်းလေးနဲ့ပတ်သက်ပြီးအင်တာဗျူးတွေပေးခြင်းအပြင်ရရှိတဲ့ငွေကြောင့်ပါသူရဲ့စွန်စားခန်းလေးနဲ့ပတ်သက်ပြီးသူကသတင်းထောက်တွေကိုဘလူးကြီးကသူ့သားကိုကာကွယ်ပေးနေတယ်လို့အမြဲပြောပါတယ်ဒါပေမဲ့ဘလူးတွေကမကောင်းဆိုးဝါးတွေလို့ယူဆရတဲ့အတွက်သူတို့ကသူ့ကိုဘယ်တော့မှမယုံကြည်ကြပါဘူးဟာချာကလူသားတွေကဘာကြိုကိုထိခိုက်စေတဲ့အရာအလုံးကိုထောက်ပြပါတယ်တကယ်ဘလူးတွေကဘသူတွေလဲဆိုတာသိကျင်နေပါတယ်လင်းနာကသူမရဲ့ချစ်သူနဲ့ပြက်ဆဲသွားပါပြီပြီးတော့ဟာချာကိုသူမနဲ့ပြန်လက်ထပ်ဖို့တောင်းဆိုပါတရားချာကဝမ်းသာအားရလက်ခံပြီးဆေးကိုလွှင့်ပစ်လိုက်ပြီးသူမကိုဖတ်ပါတယ်ဒီလိုဗီဒီယိုတွေကိုပိုမိုကြည့်ရှုနိုင်အောင် subscribe လုပ်ပြီး notification တွေကိုဖွင့်ထားဖို့မမေ့ပါနဲ့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်